အစာအိမ်မကြာခဏဖိတတ်တဲ့သူအတွက်ဆောင်းရန်ရှောင်းရန်လေးလာကြည့်ရအောင်ဆောင်းရန်ဘာတွေလို့ထင်လဲအစာကိုနည်းနည်းချင်းစားပါတနေ့ကို3ကြိမ်ထက်5-6ကြိမ်တမာနနည်းနည်းချင်းစားပါဒါကအစာအိမ်ကိုဝန်မပြည့်စေဘူးဥပမာထမင်းတပန်းငန်းစားမယ်စားတဝက်စီ2ကြိမ်ကွဲစားတာမျိုးပေါ့အစာကိုဖြည်းဖြည်းဝါပါအစာကိုတေချာဝါပြီးမျိုးရင်အစာအိမ်ရဲ့အလုပ်ကိုပိုပြီးလွယ်ကူစေတယ်တခါစားရင်အနည်းဆုံး15က20ကလောက်ဝါပါရေများများတော့ပါရေကအစာအိမ်တွေကအက်ဆစ်ဓာတ်ကိုမျှတအောင်ကူညီပေးတယ်ဒီနေ့ကို2လီတာလောက်တောက်ပေးပါဒါပေမဲ့စားနေရင်ရေအများကြီးတောက်တာကတော့မသင့်ဘူးနော်အာဟာရဓာတ်ကြွယ်ဝတဲ့အစာစားပါအမြင့်ဓာတ်များတဲ့အစာတွေဖြစ်တယ်ဟင်းဒီဟင်းရွက်တီတီတွေဥမာငါပြောသည်ပန်းသီးတွေကအစာအိမ်ကိုတက်တာစေတယ်။စာညက်အုတ်ကျုံဖို့တို့လိုအစာကအက်ဆစ်ဓာတ်ကိုစုပ်ယူပေးနေတယ်။အိတ်ချင်းကိုဂယူးဆိုင်ပါ။အိတ်ရင်ခေါင်းကိုအနှဲငယ်မြင့်ပြီးအိတ်ပါ။ဒါကအက်ဆစ်ပြန်တက်တာကိုတက်တာစေတယ်။စားပြီးချင်းလဲမအိတ်ပါနဲ့။အနည်းဆုံး2-3နာရီလောက်စောင့်ပါ။စိတ်ဖိစီးမှုကိုရှော့ချပါ။စိတ်ဖိစီးမှုကအစာအိမ်အက်ဆစ်ထွက်မှားစေပြီးအစာအိမ်နံရံကိုထိခိုက်စေတယ်။ဆေးဝါးနဲ့တိုင်းပြင်ပါ။မကြာခဏဖြစ်နေရင်ဆရာဝန်နဲ့ပြပြီး acid ထင်းစေဥပမာ antacids PPI စေလို့ယူသင့်လာမေးပါ။ဒါပေမဲ့ဆေးကိုဆရာဝန်ညွှန်ကြားချက်မပါဘဲကြာရှည်မတော့ပါနဲ့။ရှောင်းရန်ဘာဒီမလုပ်သင့်ဘူးလဲ။အစီအဆက်နဲ့ acid ဓာတ်များတဲ့အစာတွေကိုရှောင်ပါ။ကြက်ကြောအစီများတဲ့အစာငရုတ်သီးအဆက်တွေလိမ္မော်သီးခရမ်းကျင်သီးလို acid ဓာတ်များတဲ့အစာတွေကအစာအိမ်ကိုပိုဆိုးစွာစေတယ်။ကဖေးနဲ့အရက်ကိုလျှော့ပါ။ကော်ဖီလက်ဖက်ရည်ကိုလာအရက်တွေကအစာအိမ်ကိုအနှောင့်အယှက်ဖြစ်စေတယ်။တက်နိုင်ရင်လုံးမရှောင်ပါ။စိတ်လိပ်ဖြတ်ပါ။စိတ်လိပ်ကအစာအိမ် acid ထရများစေပြီးအစာအိမ်နဲ့ရန်ကိုထိခိုက်စေတယ်။တင်းကျပ်တဲ့အဝတ်အစားနဲ့မဝတ်ပါနဲ့။ဘိုက်ကိုဖိညိတဲ့ကျင်းဖောင်းနိုင်တဲ့ခါပတ်တွေကအစာအိမ်ကိုဖိအားပေးပြီး acid ပြန်တက်စေနိုင်တယ်။စားပြီးချင်းလဲမအိပ်ပါနဲ့။ဒါမှမဟုတ်ကိုကိုင်းညွတ်တာရှောင်ပါ။ဒါက acid ပြန်တက်ပြီးရင်ပူတာမျိုးဖြစ်စေတယ်။ထိုင်နေရင်တော့ကိုဖြောင်းထားပါ။ဆေးဝါးတွေကိုသတိထားပါ။အချို့သောဆေးဥပမာအကိုက်အခဲပြောက်ဆေးတယ်လို့ ibuprofen ကအစာအိမ်ကိုထိခိုက်စေတယ်ဆရာဝန်ညွှန်ကြားချက်မရှိဘဲမတောက်ပါနဲ့ဖဲချင်းမှာဆရာဝန်နဲ့ပြတယ်လေအကယ်၍ဒီလက္ခဏာတွေမကြာခဏဖြစ်နေရင်ဒါမှမဟုတ်အစာအိမ်မကောင်းတာကတပတ်နဲ့အထက်ဆက်လက်ဖြစ်နေရင်ဒါမှမဟုတ်အော့ပြန်တာတွေးပါတာအလေးချိန်ကြွတာမျိုးတွေဖြစ်လာရင်ဆရာဝန်နဲ့အမြန်ဆုံးတိုက်မြင်ပါဒါတွေကအစာအိမ်အနာရောဂါလိုပိုဆိုးသောပြဿနာတွေရဲ့လက္ခဏာဖြစ်နေတယ်